အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်မနေ့ကကွန်ပျူတာ body အတွင်းပိုင်းအပြင်ပိုင်းတန်းရှင်းဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်ရှင်းပြထားတဲ့ဗီဒီယိုလေးကိုတင်ပေးလိုက်ပါတော့ဒါတချို့ကလည်းတန်းရှင်းရေးတွေကိုဒီအပြင်ကနေပြီးကွန်ပျူတာဆေးကြောတဲ့ display ဘူးတွေဝယ်ပြီးတော့တန်းရှင်းတယ်ပေါ့နော်ကျွန်တော်မျိုးတန်းရှင်းရေးမလုပ်ဘဲနဲ့အဲ့ဒါနဲ့ပဲအရင်တည်းပြီးဆိုလည်းလောက်လာတော့ကျွန်တော်ရေရှည်ကြတော့ဒီကွန်ပျူတာရဲ့စခရင်တွေရာ display ရဲ့ display တွေဖြန့်လာကြတော့ရင်ငွေတွေကပ်ပြီးတော့အငွေတွေကပ်ပြီးတော့ကွန်ပျူတာမှန်ရတဲ့ဖြစ်ဖြစ်နဲ့ပျက်စီးတာတော့ပေါ့နော်အဲ့ဒီအကြောင်းလေးကျွန်တော်တင်ပြခဲ့တော့ပေါ့ဒီနေ့ကတော့ကျွန်တော်ကိုယ့်ရဲ့ကွန်ပျူတာအတွက်ကိုကကွန်ပျူတာမှာရေးကြည့်တဲ့ဒီဝရန်ချောင်းတို့ဟတ်တက်တို့ကိုကအပို့ချောင်းလာတဲ့ဆိုရင်အဲ့ဒီတိန်လာတဲ့ကွန်ပျူတာဝရန်ချောင်းတွေဟတ်တက်တွေကိုကျွန်တော်တို့ကဘယ်လိုမျိုးတန်းရှင်းလောက်ရမလဲဘယ်လိုမျိုးထားရမလဲနောက်ပြီးကိုယ်ပြချမ်းသာဒီဝရန်ချောင်းမျိုးမှာရှိတဲ့ဒီဝရန်ချောင်းရဲ့မျိုးစားတူပေမဲ့ကိုယ်ပြချမ်းသာတဲ့အရာတွေကျွန်တော်ကအနည်းငယ်ရှင်းပြသွားမှာဖြစ်ပါတယ်နော်အခုအရင်ဆုံးတော့ကျွန်တော်ဒီhard disk တွေပေါ့နော် hard disk တွေနဲ့ဒီဒါ hard disk ပေါ့ဒါ SSD ပေါ့နော်ဒီ SSD ဆိုရင်240 GB ပေါ့နော်ဒီ hard disk ဆိုလို့ရှိရင်ဒီ hard disk တွေကကျွန်တော်သိမ်းထားတဲ့ဟာပါအပိုဆိုပြီးတော့မှကွန်ပျူတာလည်းပြင်တော့ပိုင်ရှင်ရပြီးခဲ့တဲ့ဟာတွေကျွန်တော်သိမ်းထားတာပါနော်ဒီမှာဒါဆိုရင် 1TB ရှိတယ်ဒီ hard disk ဆို 1TB ရှိတယ်ပေါ့နော်နောက်ပြီးတော့ဒီမှာဒီကောင်ဆိုရင်လည်းဒီမှာ5GB ရှိတယ်ပေါ့နော်ဒီ hard disk တွေကကောင်းနေပါပဲဟုတ်ကဲ့ကျွန်တော်တို့ဒါဒီ hard disk ထဲမှာဆိုရင်ကျွန်တော်တို့ပါဝင်တဲ့အရာဒီကျွန်တော်တို့ဒီ hard disk ထဲမှာတန်ဝိုင်းပြားလေးတစ်ခုရှိမယ်နောက်ပြီးတော့ဒီ hard disk ကိုအလုပ်လုပ်အတွက်ဒီတန်ချောင်းလေးတစ်ခုနဲ့အလုပ်လုပ်တော့ဗောနော်အဲ့ဒါလေးတွေရှိတော့ဗောဒီ hard disk တွေကတကယ်တမ်းအကျန်းပဒန်းခံတယ်ဆိုတော့ဒီ RAM ချောင်းလေးပဲကျန်ဒီ SSD တွေပဲကျန်တန်ခံတာဗောနော်ဒီ hard disk တွေကတော့တစ်ခုခုပြုတ်ကျသွားပြီဆိုရင်အဆင်မပြေတော့ပြန်လဲသုံးရဖို့ဟုတ်တယ်နော်ဘယ်လိုဖြစ်လို့ဒီ hard disk တွေကအရန်ကိုနူးညံ့တယ်အချမ်းပဒန်းနဲ့ခံလို့မရသလိုကင်တွယ်နီးမှလည်းသူကလိုအပ်တယ်ပေါ့နော်ဒါကကျွန်တော်သုံးမရတဲ့ hard disk တွေကျွန်တော်ပြပေးတာပါတစ်ခုကတော့300တစ်ခုက3မရတော့ဘူးဆိုတော့ဒါကိုကျွန်တော်ပြတာပေါ့နော်ဒီကွန်ပျူတာနဲ့ hard disk တွေထုတ်မယ်ဆိုရင်လည်းနီးစနစ်တကျထုတ်ဖို့လိုတယ်ပေါ့နော်နီးစနစ်တကျထုတ်ဖို့လိုတယ်ပေါ့နော်ဒီကွန်ပျူတာမှာ hard disk တွေရန်တန်ပြီးတော့ဒီမျိုးဆွဲထုတ်လိုက်တာလို့ဘာလို့လုပ်လို့မရဘူးနော်သူကတအားနူးညံ့တယ်ဆိုတော့ပြေးချင်းသူ့ကိုဆွဲထုတ်ပြီးတော့အထာကျဆွဲထုတ်မှာပဲသူကအဆင်ပြေပေါ့နော်ဒီ SSD တွေကြတော့တိတ်ပြီးကြောင်းမို့သူကဘယ်လိုအဖြစ်ပေါ့ပါတယ်ကန်ရတဲ့ရတာလွယ်ကူတယ်ကွန်ပျူတာတစ်လုံးမှဆို SSD ထည့်ထားတဲ့စက်နဲ့ HDD hard disk ထည့်ထားတဲ့စက်နဲ့အရန်กว่าပေါ့နော် hard disk ဆိုရင် HDD hard disk ဆိုလို့ရှိရင်အရန်ကိုလေးတဲ့စက်ဟိုဒါကွန်ပျူတာကြီးဒီ RAM ချောင်းဒီ SSD ထည့်ထားမယ်ဆို SSD ကတော့အရန်ပေါ့ပါတော့ဗောနော်အခုနောက်ပိုင်းကွန်ပျူတာတွေမှာဆိုရင် SSD တွေအစအားလုံးကသူကနီးပညာစနစ်တကျလောက်တာဆိုသေးသွဲပြီးတော့ပေါ့ပါလေးနဲ့ကန်ရတာဗောနော်ကွန်ပျူတာဆိုရင်လည်းပလေးစာအုပ်တော့အများသာသူကရှိတယ်ဗောနော်ပလေးနဲ့ကန်လို့ရန်ကောင်းတယ်ဟောဒီမှာတန်းရှင်းရတော့အများကြီးမလို့ပေါ့ကျွန်တော်ကဒီအရင်ဆုံးဒီနေရာရအဓိကပါပဲဒီနေရာတွေကဖုံတက်တာလို့ကြီးပိတ်တော့ဆိုရင်တအားကိုလောရတာခက်တော့ဗောနော်အဲကြောင့်ကျွန်တော်ကဒီဥစားခဲပြစ်လေးနဲ့ဂျင်းနီရောင်ပေါ်တဲ့အထိကိုကတိုက်ချုပ်ပြီးထားပြီဗောနော်အဲ့ဒါမှပဲကျွန်တော်တို့ဟိုဒါအပူထားတဲ့ဟာကိုသုံးချင်းချိန်ချင်ထုတ်သုံးလို့ရအောင်ဗောနော်ခါကြရင်ကိုကတတိမိပြီးတော့ဒီတိုင်ထားတာမှဆိုရင်ဒီကောင်လေးက
အစင်းလေးထိုးထည့်လိုက်ရှင်အဆင်မပြေဘူးပေါ့နော်သူကတစ်ခါကြာရင်ကြီးတွေပဲပိတ်ပြီးတော့ဟာတစ်ရမှာဖတ်တော့အဲ့ဒါတွေရှိတယ်ပေါ့နော်ဗီဒီယိုကြားမှာကြောင့်ကျွန်တော်မြင်လေးပဲပြပေးရတော့မနော်ဒါကတော့ဟာတစ်တန်ရှင်လောက်တာတော့ဟာတစ်ဘယ်လိုမျိုးကင်တွက်သုံးပြရမလဲကျွန်တော်ရှင်းပြတာဖြစ်ပါနောက်ပြီးဟာတစ်တွေအပြင်ပိုင်းမှာကောင်းမကောင်းစမ်းတော့ကျွန်တော်ဒီဟာတစ်နဲ့ဟာတစ်ဂျိုလေးတစ်ချောင်းဝယ်ထားဖို့လိုတော့ဗောနော်ဒီဟာတစ်ဂျိုလေးနဲ့ဒီကျွန်တော်တို့ကွန်ပျူတာရဲ့ USB ဘောင်းမှာထိုးပြီးတော့လည်းအသုံးပြုလို့ရတော့ဗောနော်သူ့အသုံးပြုနေရတော့အရန်ကိုလွယ်ပါတယ်အသုံးပြုနေရန်လွယ်ဟာဒီမှာမီးလေးလာပြီးတော့မီးလာတော့တက်လာအပြာရောင်လေးမီးလာလဲနေပြီးဟာတစ်ရတာဒါအသုံးပြုရလို့ပေါ့နော်ဒီကောင်မျိုးဒီမျိုးကျိုးလေးကိုလည်းအစင်းလေးဝယ်ထားပါတော့ဒါလေးတွေကကိုလိုအဲ့ခါကျရင်ရှာဖို့ရတာခက်ခဲတယ်ပေါ့နော်ဟောဒါဟာတစ်အကြောင်းကျွန်တော်ပြောပြတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဝရန်ချောင်းလေးတွေကိုဝရန်ချောင်းလည်းကျွန်တော်ဒီလိုပဲမနေ့ကကျွန်တော်ပြောပြခဲ့သလိုပဲဒီခဲပြစ်လေးနဲ့ဂျင်းနီရောင်ပေါ်တဲ့အထိကျွန်တော်တိုက်ချုပ်ပြီးတော့တိန်းတော့ဗောနော်ဟုတ်ကဲ့ဒီမှာကျွန်တော်ပြောပြချင်တဲ့အဓိကမျိုးစားတွေကတော့တူတယ်နော်ဝရန်ချောင်းမှာဒါ 4GB အမျိုးစားတွေကတူတယ်ဗျနော်အမျိုးစားတွေကတော့တူတယ်ဒါပေမဲ့ကွဲပြားတာဆိုတော့ကြည့်ပါနော်ဒီမှာ PC4 2400T 2400T နော် PC4 2400T တွေ့တယ်နော်2400T ဟုတ်တယ်ဒီဥစ္စာအမျိုးစားကြီးတူကြီးပဲနော်တစ်စိတ်တွေလည်းတူကြီးပဲဒါပေမဲ့မတူတော့ကျွန်တော်ပြပေးတာဘယ်ဟာကောင်းလဲဘယ်ဟာဟိုတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြပေးဒီမှာကြည့် PC3 ခုန PC4 เนาะအမျိုးစားချင်းတူတယ်ဒါပေမဲ့ဒီမှာ PC3 ဖြစ်တယ်ဟုတ်တယ်เนาะဒီမှာကြည့်ပါ12800ဒီကောင်က2400ပဲရှိဒီကောင်က12800S တောင်ရှိတယ်เนาะအဲ့ဒါကွဲပြားခြားနားတဲ့ຢာကိုကျွန်တော်ပြပေးတာပါဒီကဲတော့ဝရန်ချောင်းဝင်မယ်ဆိုတော့တိချာကြည့်ပြီးတော့ဝယ်ပါတော့အမျိုးစားကြီးတူအမျိုးစားကြီးတူပဲဆိုပြီးတော့လေကိုဝယ်မလာနဲ့ပေါ့နော်တိတ်ချလေးကြီးစေချင်တယ်ဗျာဟိုချောင်းတွေကအမျိုးစားတစ်စိတ်ချင်းတွေတူမယ်တူပြီးတော့ကွဲပြားခြားနာတဲ့အများဒီမှာလေးရှိတယ်နော်ဒီမှာကွဲပြားခြားနာတဲ့ຢာတွေကျွန်တော်ပြတာပေးတယ်ဟုတ်ကဲ့ဒီနေ့ကတော့သင်ခန်းစာဒီလောက်ပါပဲကျွန်တော်ကတချို့မသိသေးတဲ့ beginner သမားတွေကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ YouTube channel ရဲ့မိတ်ဆွေတို့အတွက်သုံးဝေးမဆိုရင် like and subscribe လေးလုပ်ပေးပါတော့အားလုံးကိုမြတ်တရခင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ